no risk no story တဲ့ဒီစကားလုံးနှလုံးမှာကျွန်တော်မှအတွေးတွေအများကြီးရခဲ့တယ်ရိုးရိုးရှင်းရှင်းနေတာနဲ့ no risk no story ပါလဲဆိုတော့ဗောနော်အဲ့အချိန်နေပါပဲ people pleaser ဆိုတဲ့စကားလုံးနှလုံးထပ်ပြီးတော့အတွေးတွေကျွန်တော်ထပ်ဝင်လာတယ်တို့မြန်မာလူမျိုးတို့တော်များဗောနော်ကျွန်တော်အပါဝင်မှာကျွန်တော်အရန်အားနာတတ်တယ်ဗောနော်ကိုကအားနာတတ်တာလားဟိုမှာဆိုဘသူပဲပါတယ်ပြောဗောနော်ဟုတ်ကဲ့ကျွန်တော်မှလည်းအကျစ်တစ်ခုရှိတယ်ဗောနော်ကျွန်တော်ဆိုရှစ်တန်းအောင်မိတဲ့ကကျွန်တော်ရှစ်တန်းចောင်းပြီးတော့နော်ကျွန်တော်ပယံလောက်တယ်ဗောနော်ចောင်း3လပိတ်ပယံလည်းလောက်တယ်ကျွန်တော်အဲ့မျိုးနည်းနည်းအလုပ်ကျန်းနေနဲ့လုပ်ခဲ့ဘူးတော့ဗောနော်အဲ့ဒီချိန်ငယ်တုန်းကဆိုအဲ့တော့တက္ကသိုလ်ပြီးတဲ့ထိပါပဲကျွန်တော်လုပ်ခဲ့တာဗောနော်အဲ့မှာဆိုကျွန်တော်ဘသူတွေပါခိုင်းကျွန်တော်ဟုတ်ကဲ့ကျွန်တော်အမြဲလုပ်ပြောဖြစ်ခဲ့တာများတာဗောနော်ကိုနဲ့တူလုံနေတဲ့အိမ်မှာတူလုံနေတဲ့လူဆိုရင်အဲ့မှာကိုခိုင်းနေအဲ့မှာအရင်ရှင်ကလူဆိုရင်အရန်ကိုကအားနာတာဗောနော်သူဘာပဲပြောကိုလေဟုတ်ကဲ့တော့ចောင်းပြီးလာတော့အဲ့ဒီရဲ့ကျွန်တော်အဲ့အလုပ်သမားအလုပ်ကျန်းပေါ်ကျွန်တော်မလုပ်တော့ပဲနဲ့ကျွန်တော်ဟာဝေးမှာ marketing supervisor အနေနဲ့ကျွန်တော်ဝင်လာတယ်တော်လို့လည်းမဟုတ်ဘူးကံကောင်းလို့လားပါလားမသိလိုအပ်နေလို့ပါနော်ရင်းမြို့နယ်မှာကျွန်တော် marketing supervisor နဲ့ဝင်လာတယ်အဲ့ဒီအကျစ်ပေါ့နော်ဒီရက်ကျွန်တော်တို့အားနာနေတဲ့အကျစ်ပေါ့နော် risk မျိုးရဲဘူးဗျမငင်းရဲဘူးသူများပြောမှကျွန်တော်တို့မငင်းရဲဘူးအဲ့ site ပေါ့နော်စူးစမ်းပြီးဖြောင်းတာအခုချိန်လေးပဲစူးစမ်းနေတော့ပါပဲကျွန်တော်အားနာတယ်သူများကျွန်တော်ကခုလာပြီးကိုညီတောင်းလို့ဆိုရင်ငင်းရမှာအရန်အားနာတာပေါ့နော်ဟိုရင်ကဒီလိုပဲကျွန်တော်ဖုန်းတစ်လုံးကျွန်တော်marketing supervisor တုန်းကဆိုကျွန်တော်ဖုန်းတစ်လုံးရော်ခဲ့ရဘူးတာပေါ့နော်အဲ့ဒီဖုန်းကဟဝေးဘန်တော့မဟုတ်အဲ့မှာ Samsung လားမသိကျွန်တော်ကိုပြစ်ပြင်သူကမှန်လဲချင်လို့တဲ့အဲ့မျိုးတစ်ချက်လောက်ကူညီပေးပါလားဆိုတော့တိတယ်ဖြစ်တော့အဲ့မျိုးအားနာလို့ယူသွားပေးတယ်ကျွန်တော်မော်မြန်တက်လို့မော်မြန်ကျွန်တော်တငယ်ချင်းဆိုင်မှာကျွန်တော်ပြင်တယ်အဲ့မှာသူ့ရဲ့ LCD တက်ကကိုရီးယားမိုက်ဖြစ်တော့တဲ့အဲ့မျိုးဒီမော်မြန်မှာရှာလို့မရဘူးပါညာနဲ့တိုင်မကောင်းမှုဒါအဆင်ပြေလားပါလားဆိုထည့်လာပေးတယ်ဒီဘက်သူကထည့်လာပေးရတယ်ဆိုထည့်လာပေးတော့အဲ့ဒီမျိုးပြဿနာတက်တော့ကိုပြောခံရတာပေါ့နော်ဒါလည်းကိုအမှားကြောင်းလည်းပါတယ်ဘသူမပြုတ်မိမိအမှုပေါ့နော်ဘာလို့ဆိုကိုဒီဟာလေးကိုလက်ခံလို့ကိုပြင်ထားလို့ကိုခံရတဲ့အဖြစ်ပေါ့နော်ဒီလိုပဲနောက်ပိုင်းကျွန်တော်ဒီမှာကားကြီးရောက်လာတယ်ကားကြီးရောက်လာတော့စက်ရုံမှာလည်းကျွန်တော်အလုပ်ပြန်လုပ်ရအလုပ်သမားဘဝပြန်ဖြစ်သွားတာပေါ့နော်စက်ရုံမှာလောက်တော့လဲဒီအာချိုရှိတွေပေါ့နော်ဒီအာချိုရှိတွေရဲ့သူတို့တွေကအသက်ကြီးတယ်ပြသူတို့ကိုပြောရင်ငါကမင်းထက်အသက်အများကြီးပိုကြီးတာပေါ့နော်မင်းကပြန်မပြောနဲ့အဲ့မျိုးကကျွန်တော်ဆရတော့ငါဆိုရင်လည်းစူတာဆဲရတယ်တူမဆိုခံရတာပေါ့နော်အားနာလို့လုံးပေးလိုက်ရနောက်ရက်လဲအဲ့လောက်ကိုပဲပြန်လောက်ရတယ်အဲ့အများတန်းကိုပဲလောက်ရတော့အဲ့မျိုးပေါ့နော်ဒီအားနာရဲ့စိတ်ကကောင်းတာမဟုတ်ဘူးနောက်ပိုင်းကျတော့အရန်စင်ချေတယ်ကျွန်တော်အဲ့ဒီကနေအလုပ်ပြန်ထွက်တော့နောက်ဆက်ရုံပြန်လာကျွန်တော်အားမနာတော့ဗျာကျွန်တော် OD မလုပ်ချင်ရင်တထေးရလာပြောညင်းညူလဲကျွန်တော်အားမနာမလုပ်ချင်ရင်မလုပ်ဘူးကျွန်တော်အသိငင်းလိုက်တယ်ကျွန်တော် risk ယူလိုက်တယ်ဗျာဟဲ့လား risk ယူလိုက်တော့ကျွန်တော်တို့အများကြီးဝမပိစေဘူးတအားနာတယ်ဆိုတော့တကယ်အရန်ဝမပိတယ်ဗောနော်